တင်ဘာသာကြောင့်စိတ်ဝင်စားပါသလားဒါဆိုဒီဗီဒီယိုကြည့်ပါခရစ်ယာန်ကြောင့်လားအစ္စလာမ်ကြောင့်လားဂျူးတွေကြောင့်လားဒီဗီဒီယိုထဲမှာကမ္ဘာဘာသာကြီးတွေအသက်သွေးပေါင်းများစွာရင်းနှီးပြီးတိမ့်ပိုက်ခဲ့ရတဲ့ဂျေရုရှလင်မြို့ကြီးရဲ့အကြောင်းကိုအပြည့်အစုံတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ယေရုရှလင်မြို့တော်ဟာကမ္ဘာကြီးရဲ့ရှေးအကြဆုံးမြို့ကြီးတစ်မြို့ပဲဖြစ်ပါတယ်။ဒီမြို့တော်ဟာဂျူးဘာသာဝင်တွေခရစ်ယာန်ဘာသာဝင်တွေမွတ်စလင်ဘာသာဝင်တွေအတွက်အလွန်မြင့်မြတ်တဲ့မြို့တော်ပါပဲ။ဘာကြောင့်လဲဆိုတော့ဒီနေရာဟာဂျူးဝါဒခရစ်ယာန်ဘာသာတို့ရဲ့မူလအစနေရာဖြစ်တယ်လို့အစ္စလာမ်ဘာသာဟာလည်းသူ့ရဲ့အနီးအနားဆော်ဒီအာရေဗီးယားမှာအစပြုခဲ့လို့ပါပဲ။ဒီမြေဟာသူတို့အားလုံးအတွက်အထွတ်မြတ်ထားရာနေရာပါပဲ။ BC 1000မှာအစ္စရေးတို့ရဲ့ဘုရင်ဒေးဗစ်မင်းကြီးဟာဂျူးပြည်တော်စုမင်းဆက်ရဲ့မြို့တော်ဖြစ်ဂျေရုဆလမ်ကိုထူထောင်ခဲ့ပါတယ်။သူ့ရဲ့သားတော်ဆောလမွန်ဟာဖျားเจ้าကြီးတစ်ကြောင်းကိုတည်ဆောက်ခဲ့ပါတယ်။အဲ့ဒီဖျားเจ้าကြီးဟာဂျူးတွေရဲ့ကိုးကွယ်စီကဲ့ရာဖျားဝတ်ပြုရှိခိုးရာဘိုးဌာနကြီးဖြစ်လာခဲ့ပါတယ်။ယောမတို့ရဲ့အုပ်ချုပ်မှုလက်ထက်ဂျီးဆက်ဟာသူ့ရဲ့ဘာသာရေးကိုဒီနေရာမှာပဲဟောပြောခဲ့ပါတယ်။ဂျူးအမြောက်များဟာမျောလင်းချက်နဲ့ကြိုးဆိုခဲ့ကြပြီးယောမတွေကိုဖြုတ်ချခဲ့ပါတယ်။ပြီးတော့ဂျူးပြည်တော်စုကိုပြန်လည်ထူထောင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒါဟာမဖြစ်နိုင်ဘူးလို့ဂျူးတွေသိမြင်လာခဲ့ကြပြီးဂျီးဆက်ကိုပြန်လည်ဆန့်ကျင်ခဲ့ကြပါတယ်။သူတို့ကဂျီးဆက်ရဲ့ပြုမှုကိုတရက်ခန့်အဖြစ်ဆွဆွဲခဲ့ကြပါတယ်။နောက်ဆုံးမှာယောမဘယင်ကမြို့ဝန်ဖွန်တီယပ်ဖီလိအမိန်နဲ့ဂျီးဆက်ဟာလဝကတိုင်မှာတန်မိုးဆွဲတက်ဖြတ်ခံခဲ့ရပါတယ်။ဂျီးဆက်ဟာဂျေရုဆလမ်ရဲ့မြို့အပြင်ဘက်မှာတန်မိုးဆွဲတက်ဖြတ်ခံခဲ့ရပြီးအဲ့ဒီနေရာကို Calvary လို့ခေါ်ပါတယ်။ဂျီးဆက်ဟာတက်သားလဝကတိုင်မှာခြေထောက်နဲ့လက်ကဝတ်တွေကိုတန်မိုးဆွဲရိုက်နှက်ခံရပြီးကွယ်လွန်ခဲ့ပါတယ်။ဒီလိုတန်မိုးဆွဲတက်ဖြတ်ခံရမှုမခံရခင်မှာဂျာပို့တွင်နဲ့လည်းရိုက်နှက်မှုကိုလည်းခံခဲ့ရပါသေးတယ်။ဂျေရုဆလမ်ကိုမွတ်စလင်တွေပထမဆုံးအောင်နိုင်ခဲ့တာကတက္ကရာ638ခုနှစ်မှာပါဒါပေမဲ့နောက်ပိုင်းမှာတော့ခရစ်ယာန်ခရူးစိတ်စစ်သည်တွေကပြန်လည်သိမ်းယူခဲ့ကြပါတယ်တက္ကရာ1188ခုနှစ်အစ္စလမ်တွေရဲ့လက်အောက်ကိုပြန်လည်ရောက်ရှိခဲ့ကြပြီးဒါဟာဗြိတိရှတွေရဲ့အုပ်ချုပ်မှု1919ခုနှစ်ကာလမတိုင်မီထိပါပဲ1949ခုနှစ်မှာအစ္စရေးနိုင်ငံနဲ့ဂျော်ဒန်နိုင်ငံတို့ကဂျေရုဆလင်ကိုခွဲခြားအုပ်ချုပ်ခဲ့ကြပြီးအစ္စရေးဟာနိုင်ငံရဲ့မြို့တော်ဖြစ်ပြုလုပ်ခဲ့ပါတယ်1968ခုနှစ်မှာတော့အစ္စရေးဟာအရှေ့ဂျေရုဆလမ်ကိုတိုးချဲ့ခဲ့ပါတယ်ကိုကွယ်စီကဲသူတွေရှခိုးစုတောင်းသူတွေနဲ့ကြော်ကြားလာတဲ့ဒီဂျေရုဆလမ်မှာမြင့်မြတ်တဲ့ဂူဗိမာန်တွေနဲ့ဘုရားကျောင်းတွေ The Dome of the Rock ဗလီနဲ့အနောက်ဘက်တိုင်းတို့တည်ရှိပါတယ်။နောက်ဘက်တိုင်းဟာဆောလမွန်ဘုရင်ကြီးတည်ဆောက်ခဲ့တဲ့ရှင်သန်နေစေဒုတိယမြောက်ဘုရားကျောင်းပဲဖြစ်ပါတယ်။ဒါကြောင့်ပဲဂျူးလူမျိုးတွေကိုအလွန်ကိုအထွတ်မြတ်ထားကြပါတယ်။ဒီတိုင်းရဲ့အရှိမရပ်တန့်ပြီးဂျူးလူမျိုးတွေကရှ िख ိုးခြင်းမှုကိုပြုလုပ်ကြပါတယ်။အဲ့ဒီတိုင်းကိုပဲငိုကြွေးမြည်တမ်းခြင်းတိုင်းလို့ကိုးစားပြုပြောဆိုကြပါတယ်။ Home of the Rock ဗလီကိုဆောလမွန်ဘုရားကျောင်းရဲ့တစ်ဖက်ထဲမှာပဲတက္ကရာ692ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ဒီဗလီကျောင်းတော်ဟာအထက်ခံပုံစံကျောင်းတော်ပါ။တသားအမိုးခုံးငယ်ကိုအဆင့်ဆင့်အထက်ထက်ရွှေ့ချထားပြီးမြင့်မြတ်တဲ့ကြောက်တုံးတွေနဲ့တတိုင်းကာရံထားပါတယ်။ဒီနေရာကနေတမန်တော်မူဟာမတ်ကကောင်းကင်ဘုံကိုတိတ်ရောက်သွားတယ်လို့အစ္စလာမ်ဘာသာဝင်တွေကယုံကြည်ကြပါတယ်။ပြီးတော့ဒီနေရာမှာပဲအဗရာဟမ်ကအစ္စက်ကိုဆွန့်လွတ်ဖို့အသင့်ပြင်တဲ့နေရာလို့ယုံကြည်ပါတယ်။မြင့်မြတ်တဲ့ဂူဗိမာန်ဘုရားကျောင်းတော်ကို AD 335ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ဂျော်ဒန်တွေအုပ်ချုပ်တဲ့အချိန်ကဂျူးတွေကအနောက်ဘက်တိုင်းကိုဝင်လို့မရပါဘူး။ဒါပေမဲ့1968ခုနှစ်လှုပ်ရှားမှုမှာတော့ဒီအပိုင်းကိုအစ္စရေးတွေကတိုးချဲ့ခဲ့ပါတယ်။ဒါကတော့ဂျေရုဆလင်နဲ့ခရစ်ယာန်အစ္စလာမ်ဂျူးဘာသာဝင်တို့ရဲ့ဆက်နွယ်မှုတွေပါ
ဒီလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်